င်္ဂလာမနက်ခင်းပါခင်ဗျာပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ်ဒီကနေ့မနက်ခင်းအစီအစဉ်မှာတော့ရက်တရားစီမံချက်ဆိုပြီးသမဝါယမအသင်းတွေကိုကြက်ဥတစ်လုံး90ကျပ်နဲ့အရှုံးခံရောက်မှုအကြမ်းဖက်စစ်ကောင်စီကအတင်းကျပ်ဖိအားပေးလာတဲ့သတင်းအာဆီယံထိပ်သီးအစည်းအဝေးမှာအကြမ်းဖက်စစ်ကောင်စီကိုပြန်လည်လက်ခံရေးအတွက်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့အခမ်းကဏ္ဍကိုထည့်သွင်းစဉ်းစားလာမယ့်အခြေအနေအစရှိတဲ့သတင်းတွေကိုတင်ဆက်ပေးသွားပါမယ်အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်ရဲ့အကောင့်ထဲမပေါ်နိုင်တဲ့ရက်တရားစီမံချက်ကြောင့်နိုင်ငံတော်ကသမဝါယမအသင်းတွေဟာကြီးမားတဲ့စီးပွားရေးအကျပ်တဲတွေနဲ့ရင်ဆိုင်လာနေရပါတယ်။အထူးသဖြင့်မွေးမြူရေးလုပ်ငန်းတွေမှာကြက်ဥတစ်လုံးကိုငွေကျပ်90နှုန်းနဲ့သာအရှုံးခံရောင်းချဖို့သမဝါယမဝန်ကြီးကနေတဆင့်အတင်းကျပ်အမိန့်ပေးဖိအားပေးလာမှုတွေရှိနေပါတယ်။လက်ရှိပြင်ပဈေးကွက်မှာသွင်းကုန်ပိတ်ပင်ထားမှုတွေနဲ့ကုန်စည်နှုန်းကြီးမြင့်မှုတွေကြောင့်တိရစ္ဆာန်အစားအစာနဲ့ဆေးဝါးကုန်ကျန်းတွေပြက်လက်နေပြီးကျပ်ဥတစ်လုံးရဲ့ကုန်ကျစရိတ်ဟာငွေကျပ်900ဝန်းကျင်အထိမြင့်တက်နေတာဖြစ်ပါတယ်။ဒီလိုအခြေအနေမှာအကြမ်းဖက်စစ်ကောင်စီကဈေးနှုန်းထိန်းချုပ်နိုင်ကြောင်းဟန်ပြနိုင်မှုအတွက်သမဝါယမအသင်းတွေကိုခုလိုအရှုံးခံရောင်းချခိုင်းနေတာဖြစ်ပါတယ်။လက်ရှိအကြမ်းဖက်စစ်ကောင်စီလက်အောက်ခံသမဝါယမနဲ့ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှဆိုရင်အခြေခံသမဝါယမအသင်းပေါင်း31,968သင်းရှိနေပါတယ်။ဒါ့အပြင်အခြေခံသမဝါယမအသင်းများအနေနဲ့31,295သင်းနဲ့သမဝါယမအသင်းစုများ49သင်းအပါအဝင်အစစ်မြင့်အသင်းတွေအားလုံးစုစုပေါင်းအများပြားရက်တီလောက်ကင်နေကြတာဖြစ်ပါတယ်။သမဝါယမအသင်းတွေဘက်ကတော့နှစ်စဉ်နိုင်ငံတော်ကိုပေးသွင်းရမယ့်အခွန်အခတွေနဲ့အသင်းသားတွေရဲ့အမျက်ငွေတွေကိုရှာဖွေပေးနေရတာကြောင့်ခုလိုဈေးအရှုံးခံရောင်းချမယ်ဆိုရင်အသင်းတွေအားလုံးပြိုလဲသွားနိုင်တယ်လို့တုံ့ပြန်ညှင်းဆန်ထားကြပါတယ်။ရခိုင်ပြည်နယ်အတွင်းကစစ်ရေးအခြေအနေတွေကိုကြည့်မယ်ဆိုရင်လည်းအာရခတပ်တော် AA ကနေအကြိမ်ကြိမ်ထိုးစစ်ဆင်တိုက်ခိုက်ပြီးအပြေအဝပိတ်ဆို့ထားတဲ့နခခစခန်းကြီးရဲ့လက်ရှိအနေအထားကိုဂျိုဒုပုံရိပ်တွေကနေတဆင့်အထင်ရှားမြင်တွေ့လာရပါတယ်။အဆိုပါစခန်းတွင်းမှာရှိတဲ့ကမ္ဘာလုံးပုံသဏ္ဍာန်အဆောက်အုံကြီးအပါအဝင်စခန်းတစ်ခုလုံးနီးပါးဟာအကြီးအကျယ်ပျက်စီးယိုယွင်းနေပြီဖြစ်ကြောင်းကိုနောက်ဆုံးရရှိထားတဲ့ဂျိုဒုမှတ်တမ်းတွေကသက်သေပြနေပါတယ်။အဆိုပါနခခစခန်းကုန်းကိုအာရခတပ်တော်ကပြီးခဲ့တဲ့2025ခုနှစ်နိုဝင်ဘာလ18ရက်နေ့ကတည်းကပြင်းပြင်းထန်ထန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီအချိန်ကတည်းကစခန်းအဆောက်အုံအများစုဟာပြိုကျပျက်စီးခဲ့ရပြီးလက်ရှိအချိန်မှာတော့ပုံမိုရှင်းလင်းပြတ်သားတဲ့ဂျိုဒုပုံရိပ်တွေကနေတဆင့်စခန်းရဲ့ပျက်စီးမှုပမာဏကိုအတည်ပြုနိုင်ခဲ့တာဖြစ်ပါတယ်။အာရခတပ်တော်နဲ့တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဟာအဆိုပါစခန်းကိုလာပေါင်းများစွာကြာအောင်ဖျက်လေးဖြတ်ဗျူဟာနဲ့အပြည့်အဝပိတ်ဆို့ထားနိုင်ခဲ့ပါတယ်။ဒီလိုပိတ်ဆို့ထားမှုတွေကြောင့်အကြမ်းဖက်စစ်ကောင်စီဘက်ကနေစစ်ကူနဲ့ရိတ်ခါတွေပေးပို့ဖို့ကြိုးပမ်းမှုတွေဟာလည်းမြေပြင်မှာအကြိမ်ကြိမ်ကြာရှုံးခဲ့ရပါတယ်။လက်ရှိမှာတော့အကြမ်းဖက်စစ်ကောင်စီဟာအဆိုပါစခန်းကိုလေကြောင်းကနေသာအာကိုပြီးရိတ်ခါချပေးဖို့ကြိုးစားနေရသလိုစစ်ကားတွေနဲ့မြေပြင်ကနေစစ်ကူပို့ဆောင်ဖို့ကြိုးပမ်းမှုတွေဟာလည်းတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ကြားဖြတ်တိုက်ခိုက်မှုတွေကြောင့်ရှေ့ဆက်မတိုးနိုင်ပဲအကြက်တဲတွေနဲ့ရင်ဆိုင်နေရပါတယ်။အာဆီယံဖွဲ့ကြီးဟာအကြမ်းဖက်စစ်ကောင်စီခေါင်းဆောင်တွေကိုအာဆီယံထိပ်သီးအစည်းအဝေးတွေမှာပြန်လည်တက်ရောက်ခွင့်ပြုမပြုဆုံးဖြတ်မဲ့စံချိန်စံနှုန်းအသစ်တွေကိုရေးဆွဲလာနေပါတယ်။အဲ့ဒီစံချိန်စံနှုန်းတွေထဲမှာနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်နဲ့ပတ်သက်တဲ့အပြုသဘောဆောင်တဲ့တိုးတက်မှုအခြေအနေတွေကိုအဓိကအချက်အနေနဲ့ထည့်သွင်းစဉ်းစားသွားမယ်လို့အာဆီယံတန်တမန်အတိုင်းဝိုင်းကနေသိရပါတယ်။ပြီးခဲ့တဲ့ဇူလိုင်လ22ရက်နေ့ကဖိလစ်ပိုင်နိုင်ငံမနီလာမြို့မှာကျင်းပခဲ့တဲ့အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးပြီးမှအကြမ်းဖက်စစ်ကောင်စီအနေနဲ့2021ခုနှစ်ကသဘောတူညီထားတဲ့အာဆီယံဘုံသဘောတူညီချက်9ရက်ကိုအကောင့်ထဲပေါ်မှုလုံးဝမရှိတဲ့အပေါ်ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ကြပါတယ်။အသစ်ရေးဆွဲမဲ့စံနှုန်းတွေမှာနိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးရေးအကြမ်းဖက်မှုတွေချက်ချင်းရပ်တန့်ရေးနဲ့သက်ဆိုင်သူအားလုံးပါဝင်တဲ့တွဲဆုံဆွေးနွေးရေးအချက်တွေအဓိကပါဝင်လာမှာဖြစ်ပါတယ်။လာမယ့်နိုဝင်ဘာလမှာကျင်းပမယ့်အာဆီယံထိပ်သီးအစည်းအဝေးမတိုင်မီဒီအချက်တွေကိုအသေးစိတ်အတည်ပြုသွားမှာဖြစ်ပါတယ်။လက်ရှိအလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ဖိလစ်ပိုင်နိုင်ငံသားရေးဝန်ကြီးကလည်းမကြာမီမြန်မာနိုင်ငံကိုလာရောက်ဖို့ရှိနေပြီးအဲ့ဒီခီးစဉ်အတွင်းမှာနိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်နဲ့တွေ့ဆုံခွင့်ရဖို့အပြင်းထန်ကြိုးပမ်းသွားမယ်လို့ထုတ်ဖော်ပြောဆိုထားပါတယ်။အကြမ်းဖက်စစ်ကောင်စီရဲ့ပြည်သူလူထုအပေါ်ရည်ရွယ်ချက်ရှိရှိလေကြောင်းကနေပြစ်မှတ်ထားတိုက်ခိုက်တပ်ဖြတ်နေမှုတွေကိုပြင်းပြင်းထန်ထန်ရှုတ်ချကြောင်းနိုင်ငံရေးပါတီတွေចောင်းသားသမဂ္ဂတွေနဲ့လူထုလှုပ်ရှားမှုအဖွဲ့အစည်းပေါင်း15ခုကနေပူးတွဲကြေညာချက်တရက်ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။ဇူလိုင်လ24ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်လိုက်တဲ့အဆိုပါကြေညာချက်မှာအကြမ်းဖက်စစ်ကောင်စီဟာစစ်ရေးနဲ့တပ်ဆိုင်ခြင်းမရှိတဲ့အယက်သားပြည်သူတွေနေထိုင်ရာကျေးရွာတွေဘာသာရေးအဆောက်အုံတွေဖုံးတော်ကြီးကျောင်းတွေနဲ့စာသင်ကျောင်းတွေကိုပါနေ့စဉ်နဲ့မျှလေကြောင်းကနေပောက်ကွဲစေတတ်တဲ့လက်နက်တွေနဲ့ပစ်ချတိုက်ခိုက်နေတယ်လို့အတိအလင်းဖော်ပြထားပါတယ်။ဒါအပြင်မြေပြင်စစ်ကြောင်းတွေကလည်းကျေးရွာတွေကိုဝင်ရောက်မီးရှို့တာတွေနဲ့အပြစ်မဲ့ပြည်သူတွေကိုဖမ်းဆီးနှိပ်စက်တာတွေစက်တိုက်လှုပ်ဆောင်နေပါတယ်။ဒီလိုလုပ်ရက်တွေဟာနိုင်ငံတကာဥပဒေတွေအရလူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေနဲ့စစ်ရာဇဝတ်မှုတွေကိုပြောင်ပြောင်တင်းတင်းကျူးလွန်နေတာဖြစ်တယ်လို့ထောက်ပြထားပါတယ်။ဒါကြောင့်နိုင်ငံတကာအတိုင်းဝိုင်းအနေနဲ့အကြမ်းဖက်စစ်ကောင်စီရဲ့လုပ်ရက်တွေကိုထိထိရောက်ရောက်တားဆီးအရေးယူပေးဖို့နဲ့
လေရင်စီတင်သွင်းခွင့်တွေကိုချက်ချင်းပိတ်ဆို့ပေးဖို့အရက်ဘက်အဖွဲ့အစည်းတွေကတိုက်တွန်းတောင်းဆိုထားပါတယ်။မန္တလေးတိုင်းစင်ကူးမြို့နယ်အတွင်းမှာတော့မြေပြင်စစ်ရေးအရအထိနာနေတဲ့အကြမ်းဖက်စစ်ကောင်စီဟာအရက်သားပြည်သူတွေနေထိုင်ရာကျေးရွာတွေကိုရည်ရွယ်ချက်ရှိလေကြောင်းကနေပြင်းထန်စွာတိုက်ခိုက်မှုတွေဇက်တိုက်လှုပ်ဆောင်လာနေပါတယ်။စင်ကူးမြို့နယ်ထုံကြီးကျေးရွာမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာအနီးအနားမှာရှိတဲ့ရွာတော်ကျေးရွာအတွင်းကို drone တွေအသုံးပြုပြီးပောက်ကွဲစေတတ်တဲ့လက်နက်တွေနဲ့ပစ်ချတိုက်ခိုက်ခဲ့ပါတယ်။ဇူလိုင်လ25ရက်နေ့မွန်းလွဲပိုင်းမှာပြုလုပ်ခဲ့တဲ့ဒီတိုက်ခိုက်မှုအတွင်းမှာထိတွေ့တိုက်ပွဲဖြစ်ပွားခြင်းတစုံတရာမရှိဘဲအရက်သားပြည်သူတွေကိုတတ်သက်မဲ့အသက်အန္တရာယ်ပြုခဲ့တာဖြစ်ပါတယ်။ဒီတိုက်ခိုက်မှုကြောင့်ကျေးရွာအတွင်းမှာနေထိုင်တဲ့အမျိုးသမီးတွေအပါအဝင်အပြစ်မဲ့အရက်သားပြည်သူ၄ဦးခန့်ပြင်းထန်တဲ့ထိခိုက်ဒဏ်ရာတွေရရှိခဲ့ပါတယ်။အလားတူပဲပြီးခဲ့တဲ့ဇူလိုင်လ21ရက်နေ့ကလည်းစင်ကူးမြို့နယ်အတွင်းမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တွေဟာကြက်တူရွေးကျေးရွာကိုလေကြောင်းကနေအကြမ်းဖက်တိုက်ခိုက်ခဲ့ပါသေးတယ်။အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာအသက်50အရွယ်အမျိုးသမီးတူအသက်ဆုံးရှုံးခဲ့ရပြီးတခြားပြည်သူ2ဦးလည်းထိခိုက်ဒဏ်ရာတွေရရှိခဲ့ပါတယ်။ဇူလိုင်လ9ရက်နေ့ကလည်းအကြမ်းဖက်စစ်ကောင်စီဟာကျေးရွာတွေဘက်ကိုလက်နက်ကြီးတွေနဲ့ရန်တမ်းပစ်ခတ်ခဲ့တာကြောင့်ဒေသခံပြည်သူ6ဦးခန့်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ဒီလိုစက်တိုက်ကျူးလွန်နေတဲ့လုပ်ရက်တွေဟာအကြမ်းဖက်စစ်ကောင်စီအနေနဲ့မြေပြင်မှာရှုံးမဲပြီးအပြစ်မဲ့ပြည်သူတွေကိုပြစ်မှတ်ထားအကြမ်းဖက်နေတာဖြစ်တယ်လို့ဒေသခံတွေကပြင်းပြင်းထန်ထန်ဝေဖန်ပြောဆိုနေကြပါတယ်။မကွေးတိုင်းကံပြားနဲ့နေပြည်တော်ဆက်သွယ်ထားတဲ့လမ်းမကြီးပေါ်မှာတက်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ရွှေပန်းစစ်စေးရေးဂိတ်ကိုတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ဒီတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်ဘက်ကအရာရှိအဆင့်ရှိသူတွေအပါအဝင်အများအပြားအထိနာအသက်ဆုံးရှုံးသွားခဲ့ပါတယ်။ဒီစစ်စင်ရေးကိုဇူလိုင်လ25ရက်နေ့မနက်အစောပိုင်း3နာရီဝန်းကျင်လောက်မှာစတင်ခဲ့တာဖြစ်ပါတယ်။အမှတ်နှစ်စစ်စင်ရေးနယ်မြေနေပြည်တော်တိုင်းစစ်ဌာနလက်အောက်ခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကဦးဆောင်ပြီးအဆိုပါရွှေပန်းစစ်စေးရေးဂိတ်ကိုအလစ်ငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။တိုက်ပွဲကြာချိန်45မိနစ်ဝန်းကျင်အတွင်းမှာတင်စစ်ရေးရအရေးပါတဲ့အဆိုပါစစ်စေးရေးဂိတ်ကိုတော်လှန်ရေးတပ်ဖွဲ့တွေဘက်ကအပီးတိုင်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။အဆိုပါသိမ်းပိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်ဘက်ကဗိုလ်မှူးအဆင့်ရှိသူတို့အပါအဝင်တပ်ဖွဲ့ဝင်9ဦးခန့်အသက်ဆုံးရှုံးသွားခဲ့ပါတယ်။ကြန့်ရှိနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာလည်းစခန်းကိုစွန့်ခွာပြီးထွက်ပြေးသွားခဲ့ကြပါတယ်။စခန်းသိမ်းတိုက်ပွဲအပြီးမှာတော့တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဟာအကြမ်းဖက်စစ်ကောင်စီရဲ့လက်နက်ခဲယမ်းအမြောက်များနဲ့ငွေကျပ်35သိန်းဝန်းကျင်ကိုပါသိမ်းဆည်းရရှိခဲ့ပါတယ်။ဒါ့အပြင်အဆိုပါစခန်းအတွင်းမှာတပ်ဆင်ထားတဲ့ဟောင်ဝေဇာအမြောက်တစ်လက်ကိုလည်းတော်လှန်ရေးတပ်ဖွဲ့တွေကသိမ်းဆည်းနိုင်ခဲ့ပါတယ်။ဒါမဲ့တည်ယူဖို့အခက်အခဲရှိနေတာကြောင့်အဆိုပါအမြောက်ကြီးကိုစခန်းနဲ့အတူတပါတဲ့မီးရှို့ရှင်းလင်းဖျက်ဆီးခဲ့ရပါတယ်။ဒီတိုက်ပွဲအတွင်းမှာတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်ကတော့တစုံတရာထိခိုက်နစ်နာမှုမရှိဘဲအောင်မြင်စွာဆုတ်ခွာနိုင်ခဲ့တယ်လို့နေပြည်တော်တိုင်းစစ်ဌာနကတရားဝင်သတင်းထုတ်ပြန်အသိပေးထားပါတယ်။ဒီလိုမျိုးနေပြည်တော်နဲ့အနီးကပ်ဆုံးနေရာတွေအထိတော်လှန်ရေးတပ်ဖွဲ့တွေကထိုးဖောက်ဝင်ရောက်လာနိုင်တာဟာအကြမ်းဖက်စစ်ကောင်စီရဲ့လုံခြုံရေးရန်တရားတစ်ခုလုံးပြိုကျနေပြီဆိုတာကိုအထင်ရှားသက်သေပြနေတာပဲဖြစ်ပါတယ်။ပဲခူးတိုင်းအရှိတ်ချမ်းစစ်တောင်းမြေဝမ်းဒေသတလျှောက်မှာမြေပြင်စစ်ရေးအရအကြီးအကျယ်အထိနာနေတဲ့အကြမ်းဖက်စစ်ကောင်စီဟာသူတို့ရဲ့နောက်တန်းတပ်မှဌာနချုပ်တွေစီကိုတပ်ဆုပ်ခွာမှုတွေပြုလုပ်နေရတယ်လို့တစ်ဖက်မှာလည်းအင်အားအသစ်တွေထပ်မံဖြည့်တင်းဖို့အသေးအတန်ကြိုးပမ်းလာနေပါတယ်။ပဲခူးတိုင်းအောက်ဘက်ခြမ်းမှာရှိတဲ့ပန်းတောင်ညောင်ကျိုးစစ်မျက်နှာပြင်မှာဆိုရင်အကြမ်းဖက်စစ်ကောင်စီရဲ့တပ်ဖွဲ့ဝင်တွေဟာရှေ့တန်းစစ်မျက်နှာမှာကြီးမားတဲ့ဆုံးရှုံးမှုတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ထိခိုက်အသက်ဆုံးရှုံးမှုအလွန်များပြားလာတဲ့အတွက်ကြန့်ရှိနေတဲ့တပ်ဖွဲ့ဝင်တွေကိုနောက်တန်းကိုအရေးပေါ်ပြန်လည်ဆွဲထုတ်နေရပါတယ်။ဒီလိုဆွဲထုတ်နေရတဲ့အချိန်တစ်ပြိုင်နက်တည်းမှာပဲမွန်ပြည်နယ်ဘက်ကနေထွက်ခွာလာတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့တပ်မ44လက်အောက်ခံစစ်ကြောင်းတွေဟာစစ်တောင်းတရားကိုဖျက်ကျော်ပြီးအင်အားဖြည့်တင်းဖို့ဝင်ရောက်လာနေပါတယ်။အင်အား90ကျော်ပါဝင်တဲ့အဆိုပါစစ်ကြောင်းဟာဖျားကြီးလမ်းစုံကနေတဆင့်ရန်ကုန်နဲ့မန္တလေးအမြန်လမ်းအတိုင်းမြောက်ဘက်ကိုဥတီထွက်ခွာသွားတာကိုမျက်မြင်တွေ့ရှိရပါတယ်။လက်တလောအနေထားတွေအရအကြမ်းဖက်စစ်ကောင်စီဟာသူတို့လက်လွတ်ဆုံးရှုံးလိုက်ရတဲ့နေမြေတွေကိုပြန်လည်ထိန်းချုပ်နိုင်စွမ်းမရှိတော့ဘဲအဓိကဆက်သွယ်ရေးလမ်းကြောင်းတွေကိုသာအသေးအတန်ခုခံကာကွယ်ဖို့ကြိုးစားလာနေတာဖြစ်ပါတယ်။စစ်တောင်းမြဝန်းဒေသဟာတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေစိတ်ကြိုက်စည်ရေးဖော်ဆောင်နိုင်တဲ့နယ်မြေတစ်ခုဖြစ်လာနေပြီးအကြမ်းဖက်စစ်ကောင်စီအတွက်တော့ဖက်ဖက်ကနေချင်းမကွေးတိုင်းစောမြို့နယ်အတွင်းမှာဖြစ်ပွားခဲ့တဲ့ပြင်းထန်တဲ့ထိတွေ့တိုက်ပွဲတွေအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်အမြောက်များအထိနာအသက်ဆုံးရှုံးခဲ့ပါတယ်။အဆိုပါတိုက်ပွဲတွေအတွင်းမှာဒဏ်ရာရရှိသွားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုတည်ယူဖို့အတွက်စစ်ရဟတ်ယာဉ်တွေကိုအရေးပေါ်အသုံးပြုခဲ့ရတယ်လို့ဒေသခံသတင်းရင်းမြစ်တွေစီကနေသိရပါတယ်။ဇူလိုင်လ25ရက်နေ့ကဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေမှာအကြမ်းဖက်စစ်ကောင်စီတပ်ဟာမြေပြင်စစ်ရေးအရအကြီးအကျယ်ရှုံးနိမ့်မှုတွေနဲ့ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။အထိနာသွားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ဗိုလ်အဆင့်ရှိသူ2ဦးကိုကြောက်ထုမြို့အခြေစိုက်အမှတ်368တပ်ရင်းကနေထောက်ပို့ရဟတ်ယာဉ်2စီးအသုံးပြုပြီးအရေးပေါ်လာရောက်တည်ဆောင်သွားခဲ့ရပါတယ်။ဒီလိုလာရောက်တည်ဆောင်တဲ့အချိန်မှာမြေပြင်ကနေတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ပစ်ခတ်တိုက်ခိုက်မှုကိုခံရမှာစိုးရိမ်တဲ့အတွက်အကြမ်းဖက်စစ်ကောင်စီဟာတိုက်ခိုက်ရေးရဟတ်ယာဉ်2စီးကိုပါအသုံးပြုပြီးကြောက်ထုမြို့ပတ်ဝန်းကျင်တွိုက်ကိုလေကြောင်းကနေပစ်ခတ်ချင်းချောက်တာတွေပြုလုပ်သွားခဲ့ပါတယ်။
ပြီးခဲ့တဲ့ဇူလိုင်လ22ရက်နေ့ကဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေမှာဆိုရင်လည်းအသက်ဆုံးရှုံးသွားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်10ဦးထက်မနည်းရဲ့ရုပ်လောင်းတွေကိုကြောက်ထုမြို့မြောက်ဘက်မှာရှိတဲ့သူ့တန်တစ်ခုမှာအလောတကြီးမြေမြုပ်ရှင်းလင်းခဲ့ရပါတယ်။လက်ရှိမြေပြင်အနေအထားတွေအရစောမြို့နယ်အတွင်းကစစ်ရေးပဋိပက္ခတွေမှာအကြမ်းဖက်စစ်ကောင်စီဟာအဖက်ဖက်ကနေဖိအားများလာနေပြီးအသက်ဆုံးရှုံးသွားတဲ့သူတို့ရဲ့တပ်ဖွဲ့ဝင်ရုပ်အလောင်းတချို့ကိုတော့ပြန်လည်မတည်ယူနိုင်တော့ပဲစစ်ပွဲအတွင်းမှာပဲဆွန့်ပစ်ထားခဲ့ရတဲ့အခြေအနေတွေအထိဆိုးရွားနေတယ်လို့မျက်မြင်တွေ့ရှိသူဒေသခံတွေကအတည်ပြုပြောဆိုထားပါတယ်။အရှေ့အလယ်ပိုင်းဒေသတွင်းသတင်းတွေဘက်ကိုကြည့်မယ်ဆိုရင်တော့အီရန်နိုင်ငံအစိုးရအဖွဲ့အတွင်းမှာအမေရိကန်ပြည်ထောင်စုနဲ့ဆွေးနွေးညှိနှိုင်းရေးကိစ္စတွေအပေါ်သဘောထားကွဲလွဲမှုတွေအကြီးအကျယ်ဖြစ်ပေါ်လာနေပါတယ်။အထူးသဖြင့်အီရန်သမ္မတသစ်ရဲ့မကြာသေးမီကပြောကြားခဲ့တဲ့မိန့်ခွန်းထဲကအရေးကြီးတဲ့အချက်လက်တချို့ကိုနိုင်ငံပိုင်ရုပ်သံသတင်းဌာနတွေကနေတမင်သက်သက်ဖြတ်တောက်ထုတ်လွှင့်ခဲ့တဲ့ကိစ္စဟာနိုင်ငံရေးအရှုပ်ထွေးတစ်ခုဖြစ်လာနေပါတယ်။သမ္မတအနေနဲ့အမေရိကန်နဲ့ဆွေးနွေးဖို့အတွက်ဘာသာရေးကောင်းဆောင်တွေစီကခွင့်ပြုချက်ရရှိထားပြီးဖြစ်ကြောင်းပြောဆိုချက်ကိုနိုင်ငံပိုင်မီဒီယာတွေကဖုံးကွယ်ခဲ့တာဖြစ်ပါတယ်။အီရန်နိုင်ငံအနေနဲ့လက်ရှိမှာစစ်လဲမဖြစ်ငြိမ်းချမ်းရေးလည်းမရတဲ့အကြက်တဲကနေရုံထွက်နိုင်ဖို့တန်တမန်ရေးလမ်းကြောင်းကိုရွေးချယ်ဖို့အစိုးရပိုင်းကကြိုးပမ်းနေပေမဲ့သဘောထားတင်းမာတဲ့အုပ်စုတွေကတော့ဒီလုပ်ရက်ကိုပြင်းပြင်းထန်ထန်ဆန့်ကျင်ကန့်ကွက်နေကြပါတယ်။နိုင်ငံခြားရေးဝန်ကြီးကလည်းအမေရိကန်သတင်းဌာနတွေကိုပေးခဲ့တဲ့အင်တာဗျူးတွေကိုပြည်တွင်းမီဒီယာတွေကအပြည့်အစုံမဖော်ပြဘဲစင်ဆာဖြတ်တောက်နေတာကိုလူသိရှင်ကြားဝေဖန်ထားပါတယ်။ဒီအခြေအနေတွေဟာအီရန်နိုင်ငံရဲ့နိုင်ငံခြားရေးမူဝါဒအပေါ်အုပ်ချုပ်ရေးအလွှာအသီးသီးအကြားမှာကြီးမားတဲ့အကွဲအကြောင်းတွေဖြစ်ပေါ်နေပြီဆိုတာကိုမီးမောင်းထိုးပြသနေပါတယ်။အမေရိကန်ပြည်ထောင်စုရဲ့နိုင်ငံရေးစင်မြင့်မှာတော့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတရုတ်နိုင်ငံနဲ့ရုရှားနိုင်ငံတို့ဟာအီရန်နိုင်ငံကိုစစ်ရေးအရအကူအညီပေးနေတယ်ဆိုတဲ့ဆွဆွဲချက်တွေကိုလက်မခံကြောင်းလူသိရှင်ကြားပြောကြားလိုက်ပါတယ်။ဇူလိုင်လ25ရက်နေ့ကအိမ်ဖြူတော်မှာပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲအတွင်းမှာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတရုတ်သမ္မတနဲ့ရုရှားသမ္မတတို့ရဲ့ဂရိကဝတ်တွေကိုသူအနေနဲ့ယုံကြည်ကြောင်းထုတ်ဖော်ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။အီရန်နိုင်ငံအနေနဲ့လက်ရှိအရှေ့အလယ်ပိုင်းပြည်ပခါတွေအတွင်းမှာတရုတ်နဲ့ရုရှားစီကနေကြီးမားတဲ့လက်နက်ခဲယမ်းအထောက်ပံ့တွေရရှိနေတယ်ဆိုတဲ့ခိုင်လုံတဲ့သက်သေအထောက်အထားမျိုးမတွေ့ရသေးဘူးလို့သူကရှင်းပြပါတယ်။အကယ်၍အဆိုပါနိုင်ငံကြီးနှစ်နိုင်ငံအနေနဲ့အီရန်ကိုစစ်ရေးအရတိုက်ရိုက်ကူညီထောက်ပံ့လာမယ်ဆိုရင်ကမ္ဘာစီးပွားရေးနဲ့လုံခြုံရေးအခြေအနေတွေဟာအလွန်ဆိုးရွားတဲ့အနေအထားကိုရောက်ရှိသွားနိုင်တယ်လို့လည်းသတိပေးပြောဆိုခဲ့ပါတယ်။ဒါပေမဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့ဒီထုတ်ဖော်ပြောဆိုချက်ဟာအမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနနဲ့ထောက်လှမ်းရေးအဖွဲ့အစည်းတွေရဲ့မကြာသေးမီကထုတ်ပြန်ထားတဲ့လျှို့ဝှက်အကဲဖြတ်ချက်အစီရင်ခံစာတွေနဲ့လုံးဝကွဲလွဲနေတာကိုတွေ့ရပါတယ်။ဒါဟာအမေရိကန်အစိုးရအဖွဲ့အတွင်းမှာအရှေ့အလယ်ပိုင်းအရေးနဲ့ပတ်သက်ပြီးမဟာဗျူဟာမြောက်သဘောထားအမြင်တွေကွဲပြားနေတယ်ဆိုတာကိုအထင်ရှားပြသနေတာပဲဖြစ်ပါတယ်။ဆီးရီးယားနိုင်ငံနဲ့ပတ်သက်တဲ့နိုင်ငံတကာသတင်းတွေဘက်ကိုကြည့်မယ်ဆိုရင်ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အန်တိုနီယိုဂူတာရက်စ်ဟာပြီးခဲ့တဲ့ဇူလိုင်လ25ရက်နေ့ကဆီးရီးယားနိုင်ငံကိုတရားဝင်တွားရောက်ခဲ့ပါတယ်။ဒီခီးစဉ်ဟာ18နှစ်အတွင်းမှာကုလသမဂ္ဂအကြီးအကဲတဦးအနေနဲ့ဆီးရီးယားနိုင်ငံကိုပထမဆုံးအကြိမ်ဖြစ်တရားဝင်တွားရောက်တဲ့သမိုင်းဝင်ခီးစဉ်တစ်ခုလည်းဖြစ်ပါတယ်။ဆယ်စုနှစ်တစ်ခုကြော်ကြာဖြစ်ပွားခဲ့တဲ့ပြည်တွင်းစစ်တမ်းကြောင့်ဖက်ဖက်ကယိုယွင်းပျက်စီးနေတဲ့ဆီးရီးယားနိုင်ငံကိုပြန်လည်တည်ဆောက်ရေးကိစ္စရပ်တွေအတွက်အဓိကရည်ရွယ်ပြီးတွားရောက်ခဲ့တာဖြစ်ပါတယ်။ဒီခီးစဉ်အတွင်းမှာကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟာဆီးရီးယားအစိုးရအဖွဲ့တာဝန်ရှိသူတွေအပြင်အရက်ဘက်အဖွဲ့အစည်းအသီးသီးကကိုယ်စားလှယ်တွေနဲ့လည်းတွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်ခဲ့ပါတယ်။ဒါ့အပြင်အစ္စရေးနိုင်ငံနဲ့အပြစ်ခတ်ရဲစဲရေးသဘောတူညီချက်ကိုစောင့်ကြည့်အကဲခတ်နေတဲ့ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့တွေအခြေစိုက်ရာဂိုလန်ကုန်းမြင့်ဒေသကိုလည်းကိုယ်တိုင်တွားရောက်စစ်ဆေးခဲ့ပါတယ်။ဟုတ်ကဲ့အခုတင်ပြပေးခဲ့တာကတော့မနက်ခင်းသတင်းအစီအစဉ်ပဲဖြစ်ပါတယ်။အချိန်ပေးပြီးနားဆင်ကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်ကြီးကိုကျေးဇူးအထူးတင်ရှိပါတယ်။နေ့စဉ်မြန်မာရေးအခြေအနေနဲ့နိုင်ငံတကာကအဖြစ်အပျက်တွေကိုအချိန်နဲ့တပြေးညီတင်ဆက်ပေးဦးမှာဖြစ်လို့သတင်းဦးသတင်းထူးတွေကိုလက်မလွတ်တမ်းကြည့်ရှုနားဆင်လို့ရအောင် channel လေးကို like and subscribe လုပ်ပြီး notification bell ကိုပါနှိပ်ထားဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာသတင်းတင်ဆက်မှုကိုဒီမှာပဲရန်နာပါရစေခင်ဗျာမိဘပြည်သူများကိုစိတ်နှပြချမ်းသာပြီးဘေးရန်အန္တရာယ်ပေါင်းမှကင်းဝေးကြပါစေ